ကဘာမြေကြီးရဲ့ဟောဒီယနေ့ကဘာကြီးရဲ့နောက်ဆုံးနေ့ကြလို့ရှိရင်နှစ်သန်းပေါင်းများစွာသိန်းပေါင်းများစွာထိအောင်မိုးတစ်စက်မှမလျော်ဘဲနဲ့မိုးခေါင်သွားလိမ့်မယ်အဲ့ဒါလို့မိုးခေါင်သွားလို့ရှိရင်ဘာဖြစ်မလို့ဆိုရင်ကဘာမြေကြီးပေါ်မှာရှိတဲ့တစ်ပင်တောတောင်တွေဟာစိမ့်လန်းစုပ်ပြေတာတွေတခုမှမရှိဘူးလုံးဝ၆တုတ်တော့အဲ့ဒါလို့မိုးတွေခေါင်ပြီးတော့တစ်ပင်တွေခြောက်သွားတဲ့အခါမှာထွက်နေကြနေကထွက်ပြီးဝင်သွားတာနဲ့တပြိုင်နက်ရှေ့ကလာထွက်ရမယ်အစားနေတစ်စင်းထပ်ထွက်လာတယ်အဲ့ဒါဒုတိယနေပေါ်လာတယ်လို့ခေါ်အဲ့လိုဒုတိယနေတစ်စင်းပေါ်လာလိုက်တာနဲ့တပြိုင်နက်ဘာတွေဖြစ်သွားတော့ဆိုလို့ရှိရင်မြစ်ငယ်တွေချောင်းငယ်တွေထဲမှာရှိတဲ့ရေတွေအကုန်ခန်းသွားအဲ့ဒီကနေနှစ်ပေါင်းများစွာကြာတဲ့အခါကျတော့ဒုတိယနေအဝင်လိုက်မှာတတိယနေတစ်စင်းထပ်ပေါ်လာလေဦးမယ်အဲ့ဒီတတိယနေပေါ်လာတဲ့အခါကျလို့ရှင်တော့မြတ်စွာဘုရားကအိန္ဒိယမှာဟောတာဆိုတော့အိန္ဒိယမြစ်တွေပေါ့ဂင်္ဂာယမုနာအစီရာဝတီတရဘူမဟီဆိုတဲ့မြစ်ကြီး90ကမာပြေလို့ပြောရင်တော့အေယာဝတီမြစ်ကြီးတို့ပါလို့ပေါ့တခြားနိုင်ငံမှာဆိုနိုင်မြစ်တို့ပါတို့ပေါ့မြစ်တွေဟုတ်ကဲ့အဲ့တော့ကမ္ဘာပေါ်မှာရှိတဲ့မြစ်ကြီးတွေဟာကြီးပါတယ်ဆိုရင်ကျဲတယ်ဆိုတဲ့မြစ်ကြီးတွေအလုံးရေတွေခန်းချောက်သွားတယ်ဒုတိယနေတစ်စင်းမှာမြင့်ငယ်လေးတွေခြောက်သွားမယ်ချောင်းငယ်တွေအကုန်ရေတွင်းနေပါတွေအကုန်လုံးခြောက်သွားမယ်တတိယနေပေါ်လာတဲ့အခါကျတော့မြစ်ကြီးတွေကရေတွေအကုန်ခြောက်ခန်းသွားလိမ့်မယ်စတုထတစ်ခါနေတစ်စင်းတတိယနေဝင်လိုက်တာနဲ့တပြိုင်နက်နှစ်ပေါင်းကြာလာတဲ့အခါကျတော့စတုထနေတစ်စင်းထပ်တိုးလာဗျအဲ့ဒီစတုထနေတစ်စင်းတိုးလာတဲ့အခါကျတော့ဟိမန္တာမှာရှိတဲ့ဒီရေခဲတောင်တွေကလည်းရေတွေကစီးကျပြီးတော့အမြဲတမ်းပြည့်နေတဲ့အိုင်ကြီး9အိုင်နေပြောက်တောင်လုံးဝမထိုးတဲ့အနောတအိုင်တို့တိဟပပတအိုင်တို့ကန္ဒမုံဒအိုင်တို့ဆိုတဲ့အဲ့ဒီအိုင်ကြီး9အိုင်မှာရှိတဲ့ရေတွေအကုန်ခန်းချောက်သွားတယ်စတုထနေပေါ်လာတာနဲ့တည်းကဲနှစ်ပေါင်းအလုံးကြာသွားတဲ့အခါစတုထနေကဝင်သွားပြီးပင်စမနေတစ်ခုပေါ်လာတယ်အဲ့ဒီပင်စမနေပေါ်လာလို့ရှင်ဘာဖြစ်တော့ဆိုရင်ပင်လေကြီးတွေဟာကျသွားတာခန်းသွားတာဘလောက်ထိအောင်ရောက်သွားတော့လို့ဆိုရင်ခြေပမြက်မြုပ်ရုံလောက်ကလေးလက်တစ်စစ်လောက်ကလေးနောက်ဆုံးကြတော့လက်တစ်စစ်လောက်တောင်မကြမ်းသည်ထိအောင်ပင်လေကြီးကခန်းချောက်သွားလိမ့်မယ်ကဲပင်လေခန်းလောက်အောင်နေပူပြီးဆိုလို့ရှိရင်လူတွေအသက်ရှင်နိုင်မှာဟုတ်လားလူတွေကတော့တက်ရှိတတ်တော်တွေရက်တီဖို့ဆိုတာအဲ့ဒီအချိန်မှမရှိနိုင်တော့ဘူးဟုတ်ကဲ့လား